ပလာဒါတို့ပြစရာရှိတယ်ဟဲ့မိုက်အားကတော့ဖေးရလိုက်ကြတယ်ညမို့လည်းချို့ဒီလိုရိုက်တော့စိတ်မရှိဘူးဟဲ့ပြစရာရှိတော့ပြလိုက်ဒီမှာရှိခံတယ်ပြဒီကပြ我啥我什么？这个是湖南那边过来的，我这几天那个，那头我起来了，我后来冷了都呢，这俺们做这都，这几天都没掉，他们哎呀，这那，都耍什么嘛？这不老是有个边的，我这是好像走了也，这不老啊，是有个边的去啊，看，要他家里那爸爸给我们睡大了。အဲ့တော့လေးဖို့ပြန်ရှိတာ။ဘိုက်ဆန်တယ်။ဟဲ့ဒီမှားနေတယ်။ဒီတဲလို့တော့ဒါအောက်ကျ။ဟာဘလို့လဲငါပြောက်နေ။ဒီမှာဒီတဲလေးကိုတောင်းဖြစ်မယ်။အကုန်ကြောက်တယ်။ဟာတယ်ဒီမမဟုတ်။အပြန်ဒီတဲလေးကိုချက်လိုက်ပြီးတော့ချက်လိုက်တယ်။မဟုတ်ရော။အချက်လိုက်ဒီတဲလေးကိုအောက်ကျ။ငါပြောက်နေတော့ငါခုနကပြတဲ့ခွန်ကြီးကြီးလားခွန်ကြီးကြီးအေးရောအဲ့တဲကမှထားတယ်ဟာနောက်လို့ကြောက်ရောအေးပါနည်းနေပါခိုင်းတော့ဘယ်လိုရောပြက်ဒီမှာကြည့်ရောကျန်လေးတယ်ကြည့်လားဒီမှာကြည့်လားအများကြီးရယ်အေးရောပြလိုက်ရဆင်းဆင်းတယ်မင်းဘူးလားဘယ်လာတော့အကျိုးဆက်ဒီမိုက်ဆက်အေးရောကြောက်ဟဲ့တော့ဒီကျမလည်းလိုက်ပြတော့ဒီကခုကအချောင်းကိုဒီကလို့လေအဲ့ဘာမို့အဲ့အပြီးမတက်ဘူးအဲ့ဟိုးဒီအပေါ်ဆုံးဆက်ပါအဲ့အပြီးမတက်ဘူးလို့ဖြစ်တယ်အဲ့အပြီးတက်မယ်ဒီကတက်မယ်ဟဲ့ဒီအဲ့ရတစ်ဆက်ဆောင်တက်လေးချက်များထားလို့မရဘူးဟောလေးချက်များအဲ့ရောက်ဒီလိုချက်ထားတယ်ဒီရည်ဒီလိုချက်ပေါ်တက်မှာတော့ဘာမှမလုပ်ရဘူးဒီမှာကြည့်ပါဒါမိုးကျိုးဆွဲပါမိုးကျိုးဆွဲအိမ်ချမလုပ်ရဘူးဒါမိုးကျိုးဆွဲနေဒါမိုးကျိုးဆွဲဘယ်လိုလုပ်ရမိုးကျိုးဆွဲဘယ်လိုလုပ်ရတယ်လဲဆိုတော့မိုးကျိုးဆွဲကိုကောက်ပါနဲ့လို့ကောက်ပါနဲ့လို့အတိတယ်ကောက်ပါနဲ့ဘယ်လိုလုပ်ရလဲဒါပဲရတိကျတာပဲဒါပိုက်ကောပါဒီဟာတော့ထားလိုက်ပါတော့ဒီထားလိုက်ပါအဲ့တော့ဒီကတူလေးပဲဒီကတူလေးကတော့တူလဲဆိုရင်ဒီကအဲ့လိုတူလဲဆိုရင်လူရတော့စိတ်ကြီးတဲ့တဲလီကိုပြန်တော့သူလိုက်ပါတော့အဲ့ဒီတိုင်းရောမင်းတင်အောင်မတင်နေစမ်းဒီဟောငါရုပ်တူဟောအဲ့ဒီကြည့်ရโอเคเนี่ยตัดดีดีกว่าဒီတော့ဟဲ့တော်ရင်းလာတာဒီကောင်အဲ့ဒီရှိနေတော့ငါတော့ရရရှိတယ်ငါနေရပါဘူးငါနဲ့ဆက်ကိုနေရတယ်ဆက်ကိုဝင်ရရှိတယ်မမီးလာတော့ငါဆဲဆဲဖာဒီပါပါတယ်ဒီငါလည်းတော့ဘာငါလည်းဘူးဝင်ရောက်ပြမရတယ်这个病人后的别抢了啊！我可以说现在我没包了呀，有我搞了，这个这个
ရပြီငါနေရရှိဖို့နေခဏစောက်ရအောင်ဒီလောက်ပဲဒီလိုခဏโอเคငါတော့ဘာပြောင်းအောင်လဲရှိတယ်ဆိုရင်ရတယ်ကြားမယ်ဆိုတော့အာယုံနေပါအာယုံများကြီးအာယုံချက်မယ်အာယုံ3ခုwhat the ငါအားဆိုလေဟိုက30ခုအများကြီးပဲတော့ဒါဆိုနေတော့တော့အများကြီးအာယုံရတော့မဟုတ်ဘူးအခုစပီဒီကျေမဝင်ရတော့အာယုံချက်တာလိုက်တော့โอเคအာယုံချက်အော်ဟုတ်တယ်ဒါချက်မယ်ဒီအာယုံချက်ရဲ့အချိန်ပြီးတော့ဘာလုပ်မလဲဆိုတော့အားလို့ပေါ့ဒီလိုရက်ပါလေဒီလောက်ပါလေရတယ်ဒီနိုင်ထိုးနေလို့ဒီလောက်ပဲနော်